Okay ပါအားလုံးပဲ line မှာရှိကြတယ်ကျွန်တော်မြာတောင်းရဲ့မျိုးတွေအားလုံးပဲမင်္ဂလာပါဗျเนาะကျွန်တော်နာမည်ကတော့မြာတောင်းပဲဖြစ်ပါတယ်ကျွန်တော်ဒီ YouTube channel လေးကိုအခုမှစတက်တာဖြစ်ပါတယ်ဗျเนาะကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ပြီးခေါင်းလောင်းလေးကိုနှိပ်ပြီးပါကျွန်တော်ရဲ့အမျိုးတွေကျွန်တော်ရဲ့မိသားစုတွေဗျเนาะဘာကြောင့်လို့လဲဆိုရင်ကျွန်တော် Facebook ပေါ်မှာကျွန်တော်ရင်တော့တက်ခဲ့တယ်ဒါပေမဲ့ကျွန်တော်နားခဲ့တယ်ဗျခဏနားခဲ့တယ်ဒီလုပ်ငန်းကိုเนาะအခုကျွန်တော်ဝါနာကိုမစွန့်လွတ်နိုင်လို့ကျွန်တော်ပြန်တက်လာတာဖြစ်ပါတယ်ကျွန်တော်အမျိုးတွေเนาะကျွန်တော်ဝါနာကိုကျွန်တော်မစွန့်လွတ်နိုင်လို့ကျွန်တော်ပြန်တက်လာတာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်ရဲ့ YouTube channel လေးအသစ်ကို subscribe လေးလုပ်ပြီးခေါင်းလောင်းလေးကိုနှိပ်ပြီးပါကျွန်တော်ရဲ့ video တွေเนาะမိတ်ဆွေတို့ဘက်ကဒါလေးလုံးဝမှာလို့မိတ်ဆွေတို့မပူနဲ့เนาะဘာမှမဖြစ်ဘူးဒါလေးလက်မကလေးနဲ့ဒါလေးလုံးဝမှာမိတ်ဆွေတို့ဘာမှမဖြစ်ဘူးမိတ်ဆွေတို့ရှိရကျွန်တော်ရွှေတယ်မလို့ခြင်းငွေတယ်မလို့ခြင်းကျွန်တော်ဘက်ကမိတ်ဆွေတို့အားပေးမှုပဲလိုချင်တာဘလို့အားပေးမှုရဲဆိုလိုက်လက်မလေးနဲ့လုပ်ပြီးလိုက်လက်မလေးလုပ်ပြီးရမယ် share ပေးရမယ်ပြီးရင် subscribe လုပ်ပြီးရမယ်ခေါင်းလုံးလေးကိုနှိပ်ပြီးမယ်ဒါလေးပဲလုပ်ချင်ဒါလေးပဲเนาะကျွန်တော် video file လေးကိုလူကြည့်များအောင်လို့ဒါလေးပဲเนาะကျွန်တော်ရဲ့ညီကိုမောင်မိုက်ဒါလေးပဲလိုတာဒါကြောင့်မို့ကျွန်တော်တို့တောက်ကြနေအပိတ်ပွဲမှာကျွန်တော်များသော YouTube channel ရမှာမိတ်ဆွေတို့တစ်ခါပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့တောက်ကြနေအပိတ်ပွဲမှာเนาะတောက်ကြအပိတ်ပွဲမှာမိတ်ဆွေတို့ကျွန်တော်ရှုံးချီဒီတစ်ပတ်ရှုံးထားတယ်ရှုံးကြည့်ရပါစပြန်ယူပေးမယ်တောက်ကြနေမနေ့ပြန်တောက်ကြနေเนาะကျွန်တော်ကိုယ်တလုံးဘိုင်းကိုမိတ်ဆွေတို့လုံးဝပတ်တိပတ်ရှင်တဲ့လူတွေကိုယ်တလုံးဘိုင်းကိုရဲရဲတင်းတင်းပတ်เนาะယုံကြည်စိတ်ချစွာနဲ့ပတ်ကျွန်တော်ကိုယ်လုံးတိုင်းအာမခံတယ်เนาะကိုယ်လုံးပိုင်ပြီးထားတယ်အာမခံတယ်ကျွန်တော်မိတ်ဆွေများเนาะမိတ်ဆွေတို့ကျွန်တော်ပြောမယ်ရန်ကွာကလေးကကျွန်တော်တို့6နှစ်9 5 9 8ပေါ့ဗျာเนาะ6နှစ်က9 5ရယ်9 8ကเนาะ main ကွက်က60ခွန်ဒုက္ခကိုကျွန်တော်အကြိုက်ဆုံးပဲဗျာ60ခွန်ကိုမိတ်ဆွေတို့အကြိုက်အုပ်လို့ရပြီမနှက်ပြန်เนาะ60ခွန်ဆိုတဲ့ခဏကိုမိတ်ဆွေတို့မနှက်ပြန်အကြိုက်အုပ်လို့ရပြီကျွန်တော်မိတ်ဆွေများเนาะပရိတ်ကတော့ကျွန်တော်6ပရိတ်ကိုကြိုက်တယ်နော်6ပရိတ်ကိုကြိုက်တဲ့အတွက်မိတ်ဆွေတို့60ခွန်မိတ်ဆွေတို့မနှက်ပြန်အကြိုက်အုပ်လို့ရပြီကျွန်တော်အာမခံတယ်ကျွန်တော်မိတ်ဆွေများနော်ဒါကြောင့်မို့ကျွန်တော်ရဲ့ဗီဒီယိုပိုင်းလေးကိုတွေ့ရတယ်မိတ်ဆွေတို့ share ပေးရမယ်လက်မလေးနှိပ်ပေးရမယ်အသေးလေးပေးရမယ်နော်ဒါကြောင့်မို့ကျွန်တော်ရဲ့မိတ်ဆွေများ subscribe လေးလုပ်ပေးပါခေါင်းလောင်းလေးနှိပ်ပေးပါမိတ်ဆွေတို့ဘက်ကအားပေးတာကျွန်တော်ဘက်ကနော်အားစီးတစ်ခွက်ပဲလို့ကျွန်တော်ယူဆတယ်ကျွန်တော်မိတ်ဆွေများကျွန်တော်ခုနပြောပြီးလို့ပဲရွှေတယ်မလို့ကြီးငွေတယ်မလို့ကြီးကျွန်တော်ဘက်ကမိတ်ဆွေတို့အားပေးမှုပဲနော်ညာတော့ရင်တော့ကလည်းအားပေးမှုပဲအခုကလည်းအားပေးမှုမိတ်ဆွေတို့ကိုကျွန်တော်ဘာမှမမောဘူးဗျနော်ဒါကြောင့်မို့ကျွန်တော်ရဲ့မိတ်ဆွေများကျွန်တော်အားပေးစေခြင်းနဲ့ဘလို့ဖြစ်လို့တဲ့ဆိုတော့မိတ်ဆွေတို့ဘက်ကအားစီးတစ်ခွက်ကကျွန်တော်ရဲ့နော်မိတ်ဆွေတို့အားပေးတစ်ချက်ကကျွန်တော်ရဲ့အားစီးတစ်ခွက်ပဲကျွန်တော်ယူဆခြင်းနော်ရင်တော့ကလည်းညာတော့ကနာမည်တစ်လုံးနဲ့နေတာခုလည်းနာမည်တစ်လုံးနဲ့ပဲနေတာနော်ဒါကြောင့်မို့ကျွန်တော်ဗီဒီယိုပိုင်းကျွန်တော်ရဲ့ like လေးကိုတွေ့ရနဲ့နော် share ပေးပါ subscribe လုပ်ပေးပါဆိုတာမိတ်ဆွေတို့ကျွန်တော်ပြောတာကနော် share ပေးပါ subscribe လုပ်ပေးပါနော်မိတ်ဆွေတို့ကျွန်တော်ပြောချင်တာမနက်ကို6လုံးကိုရဲရဲတင်းတင်းပတ်မှာကျွန်တော်ရဲ့အမျိုးတွေနော်ကျွန်တော်မိသားစုတွေနော်တောက်ကြနေကလေးကိုကျွန်တော်တို့အပိတ်နေသိလားတောက်ကြနေအပိတ်နေကလေးကိုအပိတ်ပွဲလေးကိုကျွန်တော်တို့ဒီမှာမိတ်ဆွေတို့ကျွန်တော်ကနန်း၄ခွက်ပဲထုတ်ထားတာအများကြီးမထုတ်ဘူးမိတ်ဆွေများမိတ်ဆွေတို့တက်နိုင်လောက်ထိုးဒါပေမဲ့မိတ်ဆွေတို့တက်နိုင်လောက်ထိုးအများကြီးတည်းမထိုးကိုင်းချင်ကြီးဒါကြောင့်မို့ကျွန်တော်တို့ကနှလုံးဆိုတာလောင်းကစားကျွန်တော်တို့မှန်တဲ့အခါလေးရှိလို့မမှန်တဲ့အခါလေးရှိတယ်နော်ဒါအောင်မိတ်ဆွေတို့ယူဆတက်ရမယ်ကျွန်တော်မိတ်ဆွေများတအားကြီးတဲ့ line မထုံနဲ့ဘို့ဆိုရင်နိုင်ငံကြီးရှင်နေရမကောင်းသေးဘူးတအားကြီး line မထုံနဲ့မိတ်ဆွေတို့ကိုကျွန်တော်ပြောပြမယ်နော်မိတ်ဆွေတို့နေသားကြအောင်လို့1000မို့2000မို့ဒီလောက်ပဲနော်မိတ်ဆွေတို့ရှုံးကြီးကြည်အောင်တော့ထိုးဒါပေမဲ့ကျွန်တော်ဘက်ကတားကြီးတော့လိုက်မထိုးနဲ့မိတ်ဆွေများဒါပေမဲ့မနက်ဖြန်ကိုကျွန်တော်6လုံးပိုင်းလုံးမှန်ပတ်တဲ့လူတွေတေချာလိုက်မှာထားပါ6လုံးပိုင်းကိုရဲတင်နဲ့ပတ်ပါ90နှစ်95 90ခွန်98ကိုမိတ်ဆွေမျိုးထိုးပါနော်90ခွန်ကိုတစ်ခွက်ကိုအဓိကထားထိုးပါဒါကတော့ main ကွက်ဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေများနော်အားလုံးပဲညာတော့ရဲ့မိတ်ဆွေများအားလုံးပဲကျွန်တော်ဒီနေရာမှာနှုတ်ခွန်းဆက်တတ်လိုက်ပါကျွန်တော်မိတ်ဆွေများနော်အားလုံးပဲစိတ်ချမ်းသာရင်ကိုယ်ကြမ်းပါခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဗျ